ဗီဒီယိုကောနဲ့ကြည့်ကြလားတက်တာလုံးတော့ဒီမှာ6လောက်တွေလဲတရောင်လောက်ရောက်လို့ရပြီလေ့ကျင့်ခန်းလုပ်တယ်လေအခုကြည့်ချင်လို့ရှိဗီဒီယိုကောလွတ်လိုက်လေအခုခရီးတင်းကြီးခွေထိုင်နေပြီတင်းကြီးခွေထိုင်တာလဲကြည့်အောင်လို့လေနော်အေးအောက်မှာအေးတက်နေမှာထိုင်နေတာအဲ့ဒါလဲကြည့်အောင်လို့ဗီဒီယိုကောလုပ်လိုက်လို့နော်ဝတ်တာရအောင်လို့လေနော်ကြည့်ဒီဗီဒီယိုကောအေးအဲ့ရခေါ်လဲအကုန်ဝမ်းတန်နေကြတာတုံးရဲ့ချင်းနဲ့လေခြေထောက်တွေလည်းအကုန်ကောင်းနေပြီအေးတို့ပြောနေကြဟုတ်တယ်သူအဲ့လိုမျိုးပဲကြည့်ကိုလွတ်တယ်ဆိုတာလေမိသားစုဝေးမှလွတ်ရတယ်သူတို့ကကြည့်စင်ပြေလားပဲမင်းနဲ့တွေ့လားမလိုက်တဲ့လူတွေတရားမှလာလည်းမတွေ့လို့ပြောတာပြန်လာတဲ့နေ့ကငေါ့ကြည့်ကြဘယ်လိုဆိုတာလဲအဲ့လိုပြောလာတယ်အဲ့လိုကောင်းတာတတ်တောင်တတ်ထတော့မထချင်တယ်လူမျိုးလေးထိုင်နေတာကြာပြီလားဒီချီနေလေအေးလူမျိုးလေးထိုင်တာမထချင်တာကြာပြီတဲ့အဲ့ဒီမှာတော့အခုဒီနေ့အဲ့ရဲ့ဒီမှာပြန်တဲ့အခါပြရရဒီကျန်တဲ့လုပ်တဲ့နေရာမှာဒီလိုလှုပ်ပြီးတော့မှအဲ့ရဲ့ခရဲမှာပေါ့နော်ထိုင်လိုက်တဲ့အချိန်မှာဒီလွတ်တာစစ်တော့ကိုမြောက်တာရောက်တာအခါပြရရစလုံးလက်ဖက်ဆုံးတစ်ဖက်နဲ့မလို့ဦးစမလည်းလေချက်ကောလုံတော့ဆိုတဲ့ခါကျဒီချက်လည်းလုံမှာပါဆိုတဲ့ခါလေလုံထိုင်ထားရောဒီကကြတော့ထိုင်ထားကြံရဲ့အဲ့ထိုင်နေအဲ့ဒါလုပ်တာလေနားတယ်လားမင်းနဲ့နိုင်နာပါဆိုကျမဇဲရောရှိတယ်အဲ့လည်းကြောက်နေတာလေတော့လေအဲ့ကြောင့်ကြည့်ဒီကျမတကယ်ချင်းတွေပဲပြန်လေဟုတ်တယ်ဟုတ်တယ်နားလည်းပြရအောင်မင်းတမလေးခွေးလေးထိုင်နေလို့ဒီမှာဝမ်းတာနေလို့ပါပြကြတော့တယ်ဆမ်ပါဗီဒီယိုလေးမှတ်ရရိုက်ထားတယ်ဒီလိုထိုင်နေတာကြားလာပြီအခုထတာမထချင်ဘူးတဲ့ကောင်းတယ်ဟောလူထိုင်လိုက်တာလေပြောတယ်အဲ့လိုကြားလိမ့်မယ်လို့ပြောတယ်တော့ဆရာမကဘာမှမနဲ့ငါနဲ့ဝမ်းသာလို့မလီဝမ်းသာလို့ကြားတယ်ရဲပြောတယ်